မင်္ဂလာပါညီမနာမည်ကတော့တမင်မျိုးပါညီမကတော့ GD ကို2024ခုနှစ်မှာဖြည့်ဆို့ပြီးခဲ့ပါတယ် GD ပြီးတော့စင်ကာပူမှာ PSP ကျောင်းရဲ့Diploma in Electrical Engineering ကိုစတင်တက်ရောက်ခဲ့ပြီးတော့ခုတော့ Diploma ပြီးသွားတဲ့အတွက် Bachelor ဆက်လက်တက်ဖို့ Mass Intake ကိုစောင့်နေတာဖြစ်ပါတယ်GD ပြီးချင်းစင်ကာပူမှာ Bachelor ဆက်တက်ဖို့အတွက်စဉ်းစားခဲ့တော့ language barrier academic level နဲ့ GD qualification ကိုလက်ခံပါမလားဆိုရဲစွန့်ချက်တွေတော့ရှိခဲ့ပါတယ်ဟုတ်ဒီစွန့်ချက်တွေကိုတော့အကြောင်းက bachelor အတန်းကိုတမ်း join နဲ့ diploma အတန်းရှိသေးတဲ့အတွက်အဲ့ diploma အတန်းကိုပဲအရင်ဆုံးစ join ပြီးတော့ bachelor ဆက်တက်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ် GD qualification ကို Singapore University diploma ပတ်ဝေးအနေနဲ့လက်ခံပြီးရပါတော့အခုလက်ရှိ settlement bachelor degree ကလည်း internationally recognized ဖြစ်တာမလို့ global career opportunity အတွက်အရန်သုံးဝင်တဲ့ qualification တစ်ခုဖြစ်ပါရှင် GD background student တယောက်အနေနဲ့ PSC မှာ lecturer ရဲ့ teaching style တွေကအထက်ကိုဖြစ်ပါရှင်ဟုတ်ဒါပေမဲ့တခုရှိတာက PSC ကအခြေခံတက်တာတဲ့အကြောင်းဖြစ်တဲ့အတွက်ပေါ့နော်ဥပမာပြောမယ်ဆိုရင်တခြားကျောင်းတွေက diploma ကြီးပဲကို3နှစ်လောက်တက်ကလည်း PSC ကကြတော့6လနဲ့အပြည့်ဆိုတော့စာတော့တားလိုက်လို့ရတယ်ရှင် self study လုပ်နိုင်ရင်အကောင်းဆုံးပေါ့နော်ဒီ study တွေရဲ့အဓိကအားသာချက်ကတော့ GD ပြီးတော့ bachelor တန်းသွားပဲနဲ့ diploma က knee foundation စပြီးတော့ bachelor သွားနိုင်တဲ့အတွက်career pressure နဲ့ပေါ့နော် time and course ကိုလည်း manage လုပ်နိုင်ပါတယ် BSc ကိုစတက်ဖို့ Stable Information Center နဲ့လက်တွဲလုပ်တဲ့အခါမှာapplication နဲ့ visa process ပေါ်မှာစိတ်ကူးရမရှိခဲ့ပါဘူးရှင် Study Pro document second school application နဲ့ visa guidance အားလုံးကို step by step ပို့လုပ်ပေးခဲ့ပေါ့နော်ဟုတ်တဘောတာလုံးစကိုပြောမှဆိုရင်တော့ communication clear ဖြစ်ပြီးတော့အမြဲတမ်း follow up လုပ်ပြီးရပါရှင်ဟုတ်မေးသမျှမေးခွန်းတွေလည်း patient ဖြစ်အမြဲတမ်းဖြေပေးပါရှင်ဟုတ်စင်ကာပူမှာနေရတာ safe clean well organized ဖြစ်တယ်ပေါ့နော်အကြိုက်ဆုံးချက်တွေပြောမှဆိုရင်တော့ public transport အဆင်ပြေတာတွေပြီးတော့ living system နဲ့စနစ်တကျဖြစ်တာတွေရယ်ပြီးတော့ student friendly environment ဖြစ်တာတွေအကြောင်းပါရှင်စင်ကာပူမှာ diploma တက်ရောက်နေမှာကိုယ့်ကိုပို့ပြီးတော့တော့မယူတက်လာတဲ့အချိန်စီမှခံကွမ်းနိုင်ပါတယ်ပြီးတော့ independent ဖြစ်လာတယ်လို့ခံစားရပါတယ်ရှင် Bachelor degree ပြီးသွားရင်ပထမဆုံးအဆင့်အနေနဲ့industry environment ကိုရယူဖို့အတွက်ဆုံးဖြတ်ထားပါတယ်ရှင်ဟုတ်ဒီကတော့အနာဂတ်မှာအခွင့်ရလာခဲ့မှာဆိုရင်လည်း master degree မဟုတ်ရင်professional qualification ကိုဆက်လက်တက်ဖို့အတွက်ဆုံးဖြတ်ထားပါတယ် GD ပြီးတော့ပေါ့နော်ကိုယ့်ရဲ့တာသမီတွေကိုစင်ကာပူမှာ Bachelor degree ဆက်လက်တက်ရောက်စီစဉ်တဲ့မိဘတွေကိုတော့ပေါ့နော် PSP Academy မှာကinternationally recognition ရှိတဲ့ program တွေနဲ့ academic sport ကောင်းတဲ့ institution တစ်ခုဖြစ်တဲ့အတွက်ယုံကြည်စိတ်ချနိုင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။အခုပြောချင်တာပေါ့နော်။ Cerebral Information Center က student နဲ့ parent နဲ့ပတ်စလုံးကို product တစ်ခုလုံးမှာပေါ့နော်။ clear and reliable ပို့ပေးတဲ့အတွက်ယုံကြည်စိတ်ချနိုင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။ဟုတ်အခုလိုအချိန်ပေးပြီးတော့နောက်ထောင်ပေးကြတဲ့တူတောက်ရှင်စီကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးကိုနှုတ်ဆက်ပါတယ်တတ်ပါ